Langa Gugwe Osa Jwepe Meja Nebaya Paya Pali La Shidine Ani Payadi Udo Myan Song Yadana Dayadi Udo Myan Song Yadana Langa Di Udo Myan Song Yadana Yadana Do Myan Song Ba Miba Seya Zamado Go Yodi Myanu Leso Mo Yue Shigo Buzo Bumyo Masho Kadola Jaya Do Thake Sagarawa Panama Kudogan Sidana Yeneyagu Damaduga Yana Praida Dema Chimpa Pulo Ado Wasu Thingan Saka Ludambo at night Yamushi the Zangaro Shindu Mia Wasu Thingan and Ludamboya Suzune Saka Luda Yado Dana Kudogan Sidana Saudi says Saudi be Saudi Ladabi the La Kudogan Sidana Naja Yado Dama Dana Kudogan Sidana Gogo Jija Jogo Boamia Ado Yado Vipadana Bona Kudogan Sidana Igudogan Sidana Pia Pia Dojo Takatagama Bonduro Gondo Di Beuba Andale Ayando Do Di Benja Yuebo Yimadin the Gado Kense Babia Nyinga Jabili Turogondia Koneba Piedo Lada Dila Duda Saga Bienya Ili Odabadi Udo Turogondia Koneba Lekaita Bili Logi Chanda Piedo Sibo Ye Lumu Ye Chama Ye Bienya Ye Do Di Bebe Maji Bo Do De Chanda Bili Logudra Chanda Piedo Bayayana Biseka Boda Doi Samya ya amamya ne bango Loe gudo jele mya do di nyan do pye Mya mau pyu loe yao loe nan ja di pye se Nga ba di la khai so di yao no Aham bande Itra ne na daha Yesa Dilan Dhamaya Sami Nogahan Kadewa Dilan Dita Mebande Dudiyampi Ahambande Tidrane Nadaha Yesa Dilan Dhamaya Sami Nogahan Kadewa Dilandita Mebande Tadiyambi Ambande Tidrane Nadaha Yesa Dilan Dhamaya Sami Nogahan Kadewa Dilandita Mebande Yamahawada Midawadita Namo Tassa Bhagavato Arahato Samma Sambuddhassa Dhandranang Gesami Dhammandranang Gesami Sanghandranang Gesami Dudiyambi Bodhandranang Gesami Dudiyambi Dhammandranang Gesami Dudiyambi Sanghandranang Gesami Dudiyambi Bodhandranang Gesami Dudiyambi Dhammandranang Gesami Dudiyambi Sanghandranang Gesami
ကိသာမိတတိယပိဓမ္မန္တရဏံကိသာမိတတိယပိသံဃံတရဏံကိသာမိတိသရဏဂမနမဟာပရိပုံနံပါဏာတိပါဒဝေရမဏိသေခာပေတံသမာတိယာမိအာဒေနာဒါနာဝေရမဏိသေခာပေတံသမာတိယာမိကာမေသူမေသာသာရာဝေရမဏိသေခာပေတံသမာတိယာမိမုသာဝါဒဝေရမဏိသေခာပေတံသမာတိယာမိသူရမေရယမေသပမာဒတာနာဝေရမဏိသေခာပေတံသမာတိယာမိဣဒံမေပုညံအာသာဝေခေယံဝဟံဟောတုဣဒံမေဒါနံဣဒံမေသီလံဘောရိညာဏံသာနိဗ္ဗာနံသာပစ္စယောဟောတုမေတ္တာပို့လဲရအောင်နော်လုံးစုံများစွာသတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံပေကင်းစေဝေရေကြပါစေကြောက်တမကြောက်တမြင်အမမြင်အဝိနေနိနေနှစ်ထွေများစွာသတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံပေကင်းစေဝေရေကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံပေကင်းစေဝေရေကြပါစေရှိတိုအလတ်ကြီးငယ်အလတ်စူကျော်အလတ်သောယခန္ဓာများစွာသောတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံပေကင်းစေဝေရေကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်ကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုချင်းအချင်းချင်းကင်းရှင်ကြပါစေတိတရနေနာသဟပြင်စသီလံဓမ္မံသာရုကံကတ္တဝါအပမဒေနသံပါဒေထာမောစနထာယဣမံဝေသဝါတိကာစီဝရံသံဃတဒေမနိဗ္ဗာနတပစ္စယောဟောတုအရှင်ဖယားဘုရားတပိတော်တိတော်မတို့သည်သံဃာတိဟုသောဟောစင်ရပေါင်းပါခေလောပါရစေခြင်းအကျိုးငါ
ယနေ့ယခုဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားဤမှန်၍ဤဝါစုသင်္ကန်းကိုသက္ကိစ္စဒါနံယုယုတိတိသံဃာလူဒံပါဤအရှင်ဘုရားယနေ့ယခုထိုင်းနိုင်ငံတောင်ပိုင်းဖုန်ခမ်းမြို့နော်ဓမ္မဒုက္ခယာနာပရိဒတ်သင်္မာသရုဒ္ဓကျေမြတ်ဝါစုသင်္ကန်းစက္ကလူဒံပွဲမှာဘုရားမှုရှိတဲ့သံဃာတော်ရှင်သူမြတ်ကိုဖိတ်ပြီးတော့ဝါစုသင်္ကန်းစက္ကလူဒံကြတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ကြတာနော်အဲ့လိုကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပွဲမှာဦးဇင်းကနေပြီးတော့ဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေကနေပြီးတော့သင်္ကန်းလူဒန်းလို့ရှိရင်တဲ့ပေတကားပိတ်တယ်ဆိုတဲ့တရားတော်မြတ်ကိုဦးဇင်းကနေပြီးတော့ဓမ္မဒါနတရားအလူကုသိုလ်ပြုလုပ်ပါမယ်ဦးဇင်းတို့တရားမတွေကယနေ့ယခုဝါစုသင်္ကန်းစက္ကလူဒန်းကြတဲ့အတွက်ကြောင့်ပေတကားပိတ်တဲ့တရားတဲ့။ဘာတရားလဲ။ပေတကားပိတ်တဲ့တရား။ပေတကားပိတ်တဲ့တရားတဲ့။ပယ်လေးပုံမကြဘူးတဲ့။နော်။ဦးဇင်းတို့တရားမတွေပယ်လေးပုံသွားချင်လား။မသွားချင်ပါဘူး။မသွားချင်ဘူးနော်။ပယ်လေးပုံမသွားချင်ဘူးဆိုရင်ဘာလို့ရမှာလဲဆိုရင်သင်္ကန်းလူရမယ်တဲ့။ဘာလို့ရမှာလဲ။သင်္ကန်းလူရမယ်တဲ့နော်။ပယ်မဲ့ကြတဲ့ပုဂ္ဂိုလ်9ဦးရှိတယ်တဲ့ဘယ်နှဦးလဲ9ဦးပါဗျာအဲ့ဒီ9ဦးကဘာလဲဆိုရင်ဦးဇင်းတို့တရားမတွေမှတ်မိသွားအောင်ဦးဇင်းလင်္ကာလေးနဲ့ဆိုပေးမယ်လိုက်ဆိုလိုက်ကြတော့တိတရဏငါသီလာမေချစာယေတံသံဃာယေစွမ်းဝါသင်္ကန်းလူဒန်းသောရေကန်ကျောင်းလူတေဝါနေပါတာသူလည်းပဲမဲ့ပြန်တိသရဏငါးသီလာတဲ့တိသရဏဆိုတာဦးဇင်းတို့တရားမတွေဦးဇင်းတို့၅ပါးသီလခံယူတဲ့အချိန်မှာပထမဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မံတရဏဂစ္ဆာမိသံဃံတရဏဂစ္ဆာမိဆိုပြီးတော့မဆိုရဘူးလားဆိုရတယ်ဆိုတယ်အဲ့ဒါသာနာကုံ၃ပါးကိုခံယူလိုက်တာတဲ့နော်ဘုရားယတနာတရားယတနာသံဃာယတနာတဲ့အဲ့ဒီလိုယတနာ၃ပါးမြဲတမ်းပူဇော်စည်းကမ်းနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲပယ်မဲ့ကြဘူးတဲ့နော်တိတရဏငါးသီလတဲ့ငါးပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲပယ်မဲ့ကြဘူးတဲ့နော်တိတရဏငါးသီလမဲချစာရေးတံတဲ့ဦးဇင်းတို့ဗမာပြည်မှာဆိုရင်ရှိတယ်နော်တန်ဃာတော်တွေကိုဘယ်နဲ့ပါစုပြီးတော့မဲနဲ့မဲခွဲပြီးတော့ယူကြတာဘယ်သူအိမ်က3ပါးဘယ်သူအိမ်က5ပါးဆိုပြီးတော့နော်အဲ့လိုမျိုးမဲချစာရေးတံလူတန်းနဲ့တရားမတွေဟာလည်းပဲပယ်မဲ့ကြဘူးတဲ့နော်နောက်ပြီးလို့ရှိရင်15ရက်စွမ်းတဲ့ဦးဇင်းတို့မှာလာပြီလာွယ်မရှိဘူးလားလာပြီ15ရက်လာွယ်15ရက်အဲ့ဒီ15ရက်တွေမှာစွမ်းလူတန်းနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲပယ်မဲ့ကြဘူးတဲ့နော်15ရက်စွမ်းဝါသင်္ကန်းတဲ့ခုဦးဇင်းတို့တရားမတွေလူတန်းကြတာဘာသင်္ကန်းလဲဝါစုသင်္ကန်းနော်အဲ့လိုဝါစုသင်္ကန်းလူတန်းကြတဲ့ဦးဇင်းတို့တရားမတွေလည်းပဲပယ်မဲ့ကြဘူးတဲ့နော်15ရက်စွမ်းဝါသင်္ကန်းလူတန်းသောရေကန်တဲ့နောက်တစ်ခုကကြည်တွင်းတွေရေကန်တွေလူတန်းရမယ်တဲ့နော်နောက်ပြီးလို့ရှိရင်သောရေဦးစင်းတွေလှူရမယ်ခုခေတ်ဆိုရင်သောရေဦးမရှိတော့ဘူးနော်ရေသက်ဘူးတွေလှူရတာနော်ရေသက်ဘူးတွေလှူရမယ်ရေကန်တွေလှူရမယ်တဲ့ကျောင်းလေးမှာနော်
အဲ့လိုမျိုးလှူတဲ့ပုဂ္ဂိုလ်တွေကလည်းပဲပိတ်တကားပိတ်တယ်တဲ့နော်နောက်ပြီးလို့ရှိရင်ကျောင်းလှူတော်ဝနိဗ္ဗာန်တဲ့ဘုန်းကြီးကျောင်းလှူတယ်ဆိုတာကျောင်းတစ်ဆောင်လုံးလှူနိုင်မှကျောင်းလှူတယ်လို့မခေါ်ဘူးတဲ့နော်အုတ်တလုံးနိုင်လို့ရှိရင်အုတ်တလုံးလှူလို့ရတယ်သက်တခြင်းလှူနိုင်လို့ရှိရင်သက်တခြင်းလှူလို့ရှိရင်လည်းပဲကျောင်းလှူတာပဲတဲ့နော်အဲ့ဒါကြောင့်ဦးဇင်းတို့တရားမတွေကျောင်းတွေဆောက်လို့ရှိရင်ကျောင်းလှူလို့ရှိရင်ကိုနိုင်ငံလောက်လှူလို့ရတယ်တဲ့အဲ့ဒါလည်းပဲကျောင်းလှူတာပဲတဲ့နော်အဲ့လိုမျိုးကျောင်းလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲပဲတကားပိတ်တယ်တဲ့ဘယ်နှယောက်ရှိလဲအားလုံးမမီလား9ယောက်ရှိတယ်အားလုံးနော်တိသရဏ9သီလမဲချစာရေးတံ15ရက်စွမ်းဝါသင်္ကန်းလှူဒန်းသောရေကံတဲ့နော်ကျောင်းလှူတော်ဝနိဗ္ဗာန်သူလည်းပဲမပြန်တဲ့ဘယ်နှဦးရှိလဲ9ဦးရှိတယ်နော်အဲ့ဒီ9ဦးထဲမှာကိုဦးစင်းတို့တက္ကမတွေကတဦးအပါဝင်မဟုတ်ဘူးလားတဦးအပါဝင်ဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုရင်ဝါဆိုသင်္ကန်းလှူဒန်းလို့တဲ့ဘာလှူဒန်းလို့လဲဝါဆိုသင်္ကန်းလှူဒန်းလို့တဲ့နော်ဒါပေမဲ့ပဲမပြန်ဆိုပေမဲ့တဲ့အကုသိုလ်လို့လို့ရှိရင်တော့ပဲကြားနိုင်တယ်တဲ့ဘာဖြစ်လို့လဲဆိုရင်ဒီပဲမကြားတဲ့ကုသိုလ်ကမမြဲတဲ့ကုသိုလ်ဖြစ်လို့တဲ့ဘာကုသိုလ်လဲမမြဲတဲ့ကုသိုလ်ဖြစ်လို့တဲ့နော်ဘာကတော့ဝါဆိုသင်္ကန်းလှူဒန်းထားပြီးပြီပဲမကြတော့ဘူးအကုသိုလ်ကျက်လို့လို့ရတယ်ဆိုလို့ရပါမလားမရဘူးနော်အကုသိုလ်လို့ရှိရင်တော့ပယ်လေးပုံကိုသွားရမှာပဲတဲ့နော်အဲ့ဒါကြောင့်ငါဝါဆိုသင်္ကန်းတော်လှူဒန်းထားတယ်ငါအကုသိုလ်ဘယ်လိုပဲလို့ပယ်မယ်ကြောက်ဘူးလို့ဘုန်းကြီးပြောသွားတဲ့ဆိုရင်တော့မဟုတ်ဘူးနော်အကုသိုလ်လို့ရှိရင်အကုသိုလ်များလို့ရှိရင်တော့ပယ်သွားမှာပဲတဲ့နော်ပယ်ကိုမသွားတဲ့ပုဂ္ဂိုလ်ဧကံမောချလက်မှတ်ရထားတဲ့ပုဂ္ဂိုလ်တွေကသောတာပန်ပုဂ္ဂိုလ်တွေတဲ့နော်သောတာပန်သက္ကရာကံနာကံယဟန္တာပုဂ္ဂိုလ်တွေကပယ်လေးပုံကိုဘယ်တော့မှမသွားတော့ဘူးတဲ့နော်ကိုဦးစင်းတို့ဝါဆိုသင်္ကန်းလူတန်းတဲ့သာနာကိုသုံးပါးမြတ်တိုင်းစောင့်တည်တယ်ငါးပါးသီလလို့ကျွအောင်စောင့်ထိန်တယ်15ရက်စွမ်းတွေလူတန်းတယ်မဲချစာရေးတန်းတွေလူတန်းတယ်သောက်ရေကန်တွေလူတန်းတယ်ကျောင်းတွေလူတယ်အဲ့ဒီလိုလူတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအရာတွေကိုလှူတဲ့အတွက်ကြောင့်ပဋေကတော့ပိတ်တယ်တဲ့ဒါပေမဲ့အကုသိုလ်လို့ရှိရင်တော့ပဋေကပြန်ဖွင့်တယ်တဲ့နော်ပြန်ကြနိုင်တယ်တဲ့နော်အဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုကိုမြဲတမ်းပြုလုပ်နေရမယ်တဲ့နော်ဘာဝါဆိုသင်္ကန်းလူတန်းထားပြီးပယ်မဲ့ကြတော့ဘူးဆိုတော့မဖြစ်နိုင်ဘူးတဲ့နော်ပယ်ကြနိုင်သေးတယ်တဲ့နော်ဒါပေမဲ့ဝါဆိုသင်္ကန်းလှူဒန်းတဲ့ပုဂ္ဂိုလ်တွေကတော့သင်္ကန်းလှူဒန်းရသောကျိုးတရားကိုလက်ရှိလည်းငင်ခံစားရတာရှိတယ်တဲ့နော်ဦးဇင်းတို့ဘုရားရှင်ရဲ့သာသနာတော်မှာဘုရားပြိဋိဘံပြုပြီးတော့သီဟိုမှာတတကလေးတစ်ခုရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုရင်သူစင်းရဲ့မာလေးနော်ဆန္ဒနဲ့သမီးလေးကသီဟိုဆိုတာကိုဦးဇင်းတို့သီရိလင်္ကာနိုင်ငံနော်သီရိလင်္ကာနိုင်ငံမှာစင်ချေဘုံရွာလေးတရွာမှာယဟန်သံဃာပါ90ကလာပြီးတော့ဝါဆိုဝါကကြတယ်အဲ့လိုမျိုးဝါဆိုဝါကတဲ့ယဟန်သံဃာတော်တွေဆွမ်းခံကြွားလာတော့ကိုအဲ့ဒီသူစင်းရဲ့မာလေးကမြင်ပြီးတော့အဲ့ဒီသံဃာတော်တွေကိုသင်္ကန်းလှူချေတဲ့စိတ်ဖြစ်ပေါ်လာတယ်တဲ့နော်အဲ့လိုမျိုးသင်္ကန်းလှူချေတဲ့စိတ်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်သူကလည်းပဲမိဘကလည်းမရှိဆင်းကလည်းဆင်းရဲတယ်တနေ့လုံးမှတနေ့စားရတဲ့အတွက်ကြောင့်အဲ့ဒီသူဆင်းရဲမာလေးကဘယ်လိုကြံတယ်လဲဆိုရင်ငါဒီနေ့အတပြတရားရလို့ရှိရင်တရားကိုတဝက်ကိုစားမယ်တဝက်ကိုဆူထားမယ်ဆိုပြီးတော့ဝါမယ်ဆိုခင်မှာသူကပိဿာကိုဖြည်းဖြည်းနဲ့ဆူလိုက်တာဝါဆိုခါနီးမှာသင်္ကန်းတစုံဖို့ရသွားတယ်တဲ့နော်သင်္ကန်းတစုံဖို့ရသွားတဲ့တကြအဲ့ဒီသူစင်းရဲ့မာလေးဟာ
ဝါမဆိုကတနေ့မှာသံဃာတော်တွေပန်း50ကြောင်းတိုင်းကနေပြီးတော့ဆွမ်းခံကြွားလာတဲ့အချိန်မှာသူဆင်းရဲမာလေးကပထမဆုံးကြွားလာတဲ့ဆရာတော်ကိုအဲ့ဒီသင်္ကန်းလေးလှူလိုက်တယ်တဲ့အဲ့ဒီသင်္ကန်းလေးလှူလိုက်တဲ့အချိန်မှာအဲ့ဒီရှေ့ဆုံးကကြွားလာတဲ့ဆရာတော်ကလည်းပဲသူဆင်းရဲမာလေးကိုကြည့်ပြီးတော့ငါတို့ကဒီသူဆင်းရဲမာလေးကိုတော့ချီးမြှောက်မှရတော့မယ်ဆိုပြီးတော့သင်္ကန်းကိုလှူခံသွားတယ်လှူခံသွားပြီးတော့ကျောင်းကိုရောက်တဲ့အချိန်မှာအဲ့ဒီမထေကြီးကဘယ်လိုပြောသလဲဆိုရင်ငါတို့ဒီနေ့ဝါဆိုဝါဝင်ဝါကကြတယ်ဝါကပြီးဖြစ်တဲ့အတွက်ကြောင့်ဝါတွင်3လဒီကျောင်းမှာငါတို့တရားအားထုတ်မယ်အဲ့လိုတရားအားထုတ်တဲ့ချိန်မှာမနေ့ကသူဆင်းရဲမှလေးလှူလိုက်တဲ့သင်္ကန်းကိုဘယ်သံဃာကဥဆုံးဝပြီးတော့ဘယ်နဲ့ရဲနဲ့ယဟန္တာဖြစ်အောင်တရားအားထုတ်မလဲဆိုမေးလိုက်တဲ့ချိန်မှာပထမဆုံးထားပြီးတော့ပြောတဲ့သံဃာကဘဝတွင်3လတရားအားထုတ်လို့ရှိရင်ယဟန္တာဖြစ်အောင်အားထုတ်မယ်ဆိုပြီးတော့ထားပြီးတော့ပြောတယ်တဲ့အဲ့တော့ကိုလည်းပဲမထေကြီးကလက်မခံသေးဘူးလက်မခံသေးပဲနဲ့နောက်ထပ်ဘသူရဲ့နဲ့ဆုံးတဲ့ဒီသင်္ကန်းကိုဟောယူပြီးတော့နိဗ္ဗာန်ကိုရောက်အောင်အားထုတ်မလဲဆိုပြောတော့တလကနေပြီးတော့15ရက်ကနေပြီးတော့9ရက်ကနေပြီး3ရက်ကနေပြီးတော့1ရက်အဲ့လိုမျိုးတပြည့်ပြည့်နဲ့ပြောသွားတာနောက်ဆုံးတစ်ပါးကဇင်းကျန်9လမ်းနဲ့နိဗ္ဗာန်ရောက်အောင်တရားအားထုတ်မယ်ဆိုပြီးတော့ခွင့်တောင်းလိုက်တယ်တဲ့အဲ့လိုခွင့်တောင်းလိုက်တဲ့အချိန်မှာမထေကြီးကလည်းဆရာတော်ကြီးကလည်းပဲအဲ့ဒီသင်္ကန်းကိုအဲ့ဒီယဟန်ကိုချီးမြှောက်ပြီးတော့ဒီသင်္ကန်းကိုဟောယုံပြီးတော့ဇင်းကျန်9လမ်းတော်တွင်မှာယဟန္တာဖြစ်အောင်အားထုတ်ပါငါရှင်ဆိုပြီးတော့သင်္ကန်းကိုလှူဒန်းလိုက်တယ်တဲ့လှူဒန်းလိုက်တဲ့အချိန်မှာအဲ့ဒီယဟန်သံဃာကလည်းပဲအဲ့ဒီသင်္ကန်းကိုသေသေးချာချာဟောယုံပြီးတော့ပထမခြေလမ်းကနေပြီးတော့ရှုမှတ်လိုက်တာမမြဲတဲ့သဘောခြေလမ်းလှမ်းလိုက်တဲ့အချိန်မှာနေဆသဘောပြန်ပြီးတော့ချလိုက်တဲ့အချိန်မှာလည်းပဲနေဆသဘောမမြဲတဲ့သဘောတွေကိုရှုမှတ်လိုက်တာခြေလမ်း9လမ်းပြီးတဲ့အချိန်မှာအဲ့ဒီယဟန်ကယဟန္တာဖြစ်သွားတယ်တဲ့နော်အဲ့လိုယဟန္တာဖြစ်သွားတော့9လမ်းနဲ့ယဟန္တာဖြစ်သွားပြီဆိုတော့အဲ့ဒီသင်္ကန်းကိုနောက်တစ်ပါးကလည်းပဲတရေနဲ့ယဟန္တာဖြစ်အောင်အားထုတ်တယ်နောက်တစ်ပါးက3ရက်နဲ့ယဟန္တာဖြစ်အောင်အားထုတ်တယ်အဲ့လိုမျိုးတစ်ပါးပြီးတစ်ပါးအားထုတ်သွားတာဝါတွင်3လပြီးတဲ့အချိန်မှာယဟန်50လုံးကယဟန္တာဖြစ်သွားတယ်တဲ့နော်ကျုံမများသွားဘူးလားသင်္ကန်းတစ်စုံနဲ့ယဟန်ပါ50ယဟန္တာမဖြစ်သွားဘူးလားဖြစ်သွားတယ်နော်အခုဦးဇင်းတို့တက္ကမတွေလှူဒန်းကြတဲ့ဝါစုသင်္ကန်းဟာအမတန်မှကျုပ်တရားများတဲ့သင်္ကန်းဖြစ်တယ်နော်အဲ့လိုမျိုးကျုပ်တရားများတဲ့သင်္ကန်းကိုဟောယုံပြီးတော့တရားအားထုတ်လိုက်တော့သံဃာပါ50လုံးအတော်ကုန်ခံပြီးတော့ယဟန္တာတွေဖြစ်သွားကြတယ်တဲ့နော်အဲ့လိုမျိုးယဟန္တာဖြစ်သွားတော့မထေကြီးကဘာပြောသလဲဆိုရင်အဲ့ဒီသင်္ကန်းကိုအရဟတတစားဆိုပြီးတော့ပြောတယ်အရဟတတစားဆိုတာအရဟတဆိုတာယဟန္တာတို့ဤတစားဆိုတာတခွန်တဲ့နော်တခွန်ဆိုတာဦးဇင်းတို့တခွန်ကုတ်ကမြင်ဘူးတယ်မဟုတ်ဘူးလားတခွန်ကုတ်ကတန်ရဲ့ထိမှရှိတဲ့ဟာနော်အဲ့ဒါကြောင့်ယဟန္တာတို့ရဲ့အထောက်ထိမှရှိတဲ့သင်္ကန်းတဲ့နော်အဲ့ဒါကြောင့်ပို့ပြီးတော့ကျိုးများတယ်တဲ့ဝါစုသင်္ကန်းကနော်အဲ့ဒီသင်္ကန်းကိုယဟန်တော်50လုံးကဘောယုံပြီးတရားအားထုတ်လိုက်တာယဟန္တာတွေဖြစ်သွားတဲ့အတွက်ကြောင့်မထေကြီးကငါတို့ရဲ့အရဟတတစားကိုဒီနေ့ပဝရဏပြုတဲ့ချိန်ကြလို့ရှိရင်ဘယင်မင်းမြတ်ကနေပြီးတော့ကတိပါဖဲသားတွေပေးလာတဲ့အချိန်မှာငါတို့တဏ္ဍလံမတွေ့တော့ဘူးသူစင်းရဲ့မှာလေလှူထားတဲ့ဒီသင်္ကန်းကိုငါတို့သတ္တနာတခွန်ယဟန္တာတို့ရဲ့တခွန်အဖြစ်လံတွင်မယ်ဆိုပြီးတော့တတိကျော့ပါဏာပွဲမှာအဲ့ဒီသင်္ကန်းလေးကိုတဏ္ဍ
အရဟတတစားဆိုပြီးတော့သာနာတခွန်အဖြစ်နဲ့လမ်းတိုင်းထူလိုက်တယ်အဲ့လိုမျိုးလမ်းတိုင်းထူပြီးတော့ပေါ်လာပွဲကြတဲ့အချိန်ကျတော့ဘယင်ကလည်းပဲအဲ့ဒီเจ้าကိုလာခဲ့တယ်အဲ့ဒီเจ้าကိုလာခဲ့တဲ့အချိန်မှာဘယင်ကကြည်လိုက်တယ်ငါကအင်မတန်မှတန်ဖိုးကြီးတဲ့ပုံဖန်ကတိပါတွေကိုလှူဒန်းလိုက်တယ်ဒီเจ้าမှာရှိတဲ့ယဟန်သံဃာတော်တွေကငါလှူလိုက်တဲ့ပုံဖန်ကတိပါတွေကိုလာပြည့်မထုံပဲနဲ့ဘာမဟုတ်တဲ့အယောင်ပြိုးပြိုးလေးရှိနေတဲ့သင်္ကန်းလေးကိုသာနာတခေါ်အဖြစ်လမ်းတိုင်းထူထားတယ်ဒီဟာကတော့အကြောက်တရားတစ်ခုခုတော့ရှိမှာပဲဆိုပြီးတော့ဘယင်ကလည်းပဲပေါ်နာပွဲပြီးတဲ့အချိန်မှာကြီးဆုံးမထေစီကိုသွားပြီးတော့သွားလျှောက်တယ်တဲ့ရှင်ဘုရားတပိတော့အမတန်မှတန်ဖိုးကြီးမြတ်တဲ့ပုံဖဲကတိပါကိုလှူလိုက်ရဲ့သားနဲ့အဲ့ဒီပုံဖဲကတိပါကိုဘာဖြစ်လို့တခေါ်ဖြစ်သာနာလံဖြစ်မထွန်တာလဲဟိုမှာယုံမရှိတဲ့ကာလမရှိတော့တဲ့သင်္ကန်းယုံဖြိုးဖြိုးယူသာနာလံဖြစ်ထောင်ထားရတာဘာကျိုးကျေးဇူးများရှိလို့လဲဆိုပြီးတော့သွားလျှောက်တဲ့အချိန်မှာအဲ့ဒီဆရာတော်ယဟန်သံဃာတော်ဆရာတော်ကြီးကဘာပြောလိုက်တယ်လဲဆိုရင်အရှင်မင်းမြန်ဒီသင်္ကန်းကလည်းငါတို့ဒီကျောင်းမှာဝါဆိုတဲ့သံဃာပေါင်း50လုံးကိုယဟန်တော်ဖြစ်အောင်အလောကုန်ခံပြီးတော့ယဟန်တော်ဖြစ်အောင်ကူညီပေးတယ်အဲ့ဒီတွေ့ကြောင့်ဒီသင်္ကန်းကငါတို့သံဃာပေါင်း50အတွက်အမတန်မှကြိုးများတဲ့အတွက်ကြောင့်သဒ္ဒနာတခွန်ဖြစ်လမ်းထူထားတယ်ဆိုပြီးတော့ဆရာတော်မထေရကပြောလိုက်တဲ့အချိန်မှာဘယင်ကဘာပြောတယ်လဲဆိုရင်အဲ့ဒီသင်္ကန်းကိုဘယ်သူလှူဒန်းထားတာလဲလို့မေးတဲ့အချိန်မှာမထေရကြီးကလည်းပဲဇိတ်ထဲမှာရှိတဲ့သူစင်းရဲမှာလေးကလှူလိုက်တယ်ဆိုပြောတဲ့အချိန်မှာဘယင်ကအဲ့ဒီသူစင်းရဲမှာလေးကိုရှာခိုင်းပြီးတော့အဲ့ဒီသင်္ကန်းလှူဒန်းတဲ့သူစင်းရဲမှာလေးကိုဘယင်ကသမီးအဖြစ်မွေးစားလိုက်တယ်တဲ့နော်သင်္ကန်းလှူဒန်းတဲ့ကျူနော်ယခုပြစ္ဆုတ်ပံမှာဘယင်ရဲ့သမီးမဖြစ်သွားဘူးလားဖြစ်သွားတယ်နော်ပြစ္ဆုတ်ပံမှာလည်းကျူများသလိုဦးဇင်းတို့တန်တရားမှာလည်းပဲအင်မတန်မှကျူများတယ်ဆိုပြီးတော့အဲ့ဒီသင်္ကန်းလှူဒန်းတဲ့ဆက်တဲ့သမီးလေးကဘုရားကိုအဲ့ဒီယဟန္တာဖြစ်သွားတဲ့ဆရာတော်ယဟန်သံဃာကိုရှောက်ထားတာနော်ဘယ်လိုရှောက်တယ်လဲဆိုရင်ရှင်ဘုရားတဲ့တပည့်တော်ဟာလွန်ခဲ့တဲ့နေ့တွေကဆိုရင်အင်မတန်မှဆင်းရဲပြီးတော့တစ်နေ့လုံးမှတစ်နေ့စားရတယ်ဒါပေမဲ့တပည့်တော်ဒီနေ့ဝါဆိုတဲ့အချိန်မှာဝါဆိုသင်္ကန်းလေးကလူခွေရတဲ့အတွက်ကြောင့်ရှင်ဘုရားတို့ကတပည့်တော်ကိုချီးမြှောက်တဲ့အတွက်ကြောင့်တပည့်တော်ဘယင်ရဲ့သမီးတော်လည်းဖြစ်ပြီးဘယင်သမီးတော်ဖြစ်တဲ့အတွက်ကြောင့်တပည့်တော်လှူရှင်သလိုလည်းလှူလို့ရပြီနေရှင်သလိုနေလို့ရပြီစားရှင်သလိုစားလို့ရသွားပြီတပည့်တော်ချမ်းသာသွားပြီဖြစ်တဲ့အတွက်ကြောင့်ရှင်ဘုရားတို့ကိုလိုလေသိမရှိတပည့်တော်လှူဒန်းမဲ့ပစ္စည်းလေးပါတကားခံမဲ့ဆိုပြီးတော့အဲ့ဒီ17နှစ်သမီးလေးကအဲ့ဒီသံဃာတော်တွေနဲ့အဲ့ဒီကျောင်းကိုတကားခံပြီးတော့နေလာလိုက်တာနောက်ဆုံးအဲ့ဒီသမီးလေးကမနေရလို့သေသွားတဲ့အချိန်မှာလည်းပဲနတ်ပြည်ကိုရောက်သွားတယ်နတ်ပြည်ကိုရောက်သွားပြီးတော့အဲ့နတ်ပြည်ကနေပြီးတော့ဘုရားရဲ့တရားတွေကိုကြည်ကြကျိုးကိုပွားများအားထုတ်လိုက်တော့သူလည်းပဲနိဗ္ဗာန်ကိုဝင်ဆံသွားတယ်တဲ့နော်အဲ့ဒါကြောင့်ဘုဦးဇင်းတို့တရားမတွေလည်းပဲဝါစုသင်္ကန်းလှူဒန်းကြတယ်အဲ့လိုမျိုးဝါစုသင်္ကန်းလှူဒန်းပြီးတော့ဝါစုသင်္ကန်းလှူဒန်းရတဲ့ကျိုးတရားတွေကိုအမြဲတမ်းအာယုံပြုပြီးတော့ဦးဇင်းတို့ပြစ္ဆုတ်ပံမှာလည်းချမ်းသာအောင်သံဃာမှာလည်းပဲချမ်းသာအောင်နောက်ဆုံးနိဗ္ဗာန်ကိုဝင်ဆံနိုင်အောင်ဦးဇင်းတို့တရားမတွေကြိုးစားဖို့မလိုအပ်ဘူးလားလိုအပ်တယ်နော်အဲ့လိုမျိုးကြိုးစားမှဒါနကုသိုလ်တွေလုံးမှသီလကုသိုလ်တွေစောင့်တည်မှဝိပဿနာတရားတွေကြိုးစားပွားများအားထုတ်မှသာလျှင်တဲ့ဦးဇင်းတို့ပတ္တကားတွေပေးပြီးတော့သံဃာခရီးမှာချမ်းချမ်းသာသာနဲ့နေရပြီးတော့
နိဗ္ဗာန်ကိုဘောဘောတူတူနဲ့ဝင်ဆန်နိုင်မယ်တဲ့နော်ဦးဇင်းတို့တက္ကမတွေဒီခန္ဓာကိုယ်ကြီးရထားတာဆင်းရဲသလားချမ်းသာသလားဆင်းရဲတယ်နော်အင်မတန်မှဒီခန္ဓာကိုယ်ကြီးရထားတာဆင်းရဲမှန်းသိရသားနဲ့ဒါပေမဲ့ဒီခန္ဓာကိုယ်ကိုဦးဇင်းတို့မပြုပြင်ပေးရဘူးလားပြုပြင်ပေးနေရတယ်ကိုကသာပြုပြင်ပေးနေတဲ့ဒီခန္ဓာကိုယ်ကြီးတနေ့ပြည့်တနေ့ပါလာအောင်ဗိုက်ကြီးအောင်မျိုးမျိုးပြုပြင်ပေးနေတာဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကဦးဇင်းတို့ကိုပြန်ပြီးတော့ငဲညာရဲ့လားမငဲညာဘူးเนาะတနေ့ပြီးတနေ့တလားပြီးတလားတနေ့ပြီးတနေ့တဲ့ရည်မကြီးလာဘူးလားကြီးလာတယ်အိုလာမယ်အိုပြီးရင်နာလာမယ်နာပြီးရင်သိဆုံးရမယ်အိုနာသေးဦးဇင်းတို့ရှောင်လွဲလို့ရရဲ့လားမရဘူးအဲ့လိုမျိုးအိုနာသေးရှောင်လွဲလို့မရတဲ့လောကကြီးမှာဦးဇင်းတို့ကကုသိုလ်ကောင်းမှုတွေများများပြုလုပ်တာဖို့မလိုအပ်ဘူးလားမလိုအပ်တယ်နော်ဦးဇင်းတို့တဲ့ရွယ်ငယ်ငယ်နဲ့လည်းပဲဟိုနာနိုင်တယ်သိနိုင်တယ်တဲ့နော်တဲ့ရွယ်ကြီးမှငါရွယ်ငယ်သေးတယ်မနာနိုင်သေးဘူးမသိနိုင်သေးဘူးဆိုပြီးတော့နေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တကယ်လို့ကျမ်းမာရေးမကောင်းပဲနဲ့မနေရလို့သိရပြီဆိုရင်တဲ့ဘာကုသိုလ်ကောင်းမှုမှမရှိဘူးဆိုရင်ကောင်းတဲ့ဘုံဘဝကိုရောက်နိုင်ပါမလားမရောက်နိုင်ဘူးကုသိုလ်ကောင်းမှုတွေများများပြုလုပ်ထားဖို့မလိုအပ်ဘူးလားမလိုအပ်တယ်နော်ဦးဇင်းတို့လောကကြီးမှာဆိုရင်ဘေးအမျိုးမျိုးမရှိဘူးလားရှိတယ်แล้วဦးဇင်းတို့ဗမာပြည်မှာဆိုရင်ဘေးသုံးပါလုံးနဲ့ရင်ဆိုင်နေရတာနော်အဲ့ဒီဘေးသုံးပါလုံးကဘယ်ချိန်ကိုကြောက်ရောက်လာမယ်မှဦးဇင်းတို့သိရဲ့လားမသိနိုင်ဘူးမသိနိုင်တဲ့အတွက်ကြောင့်ကိုကကြူပြီးတော့မသိတဲ့အတွက်ကြောင့်ကိုကကြိုသိနိုင်တဲ့ကုသိုလ်ကောင်းမှုကိုကိုယ်တိုင်ပြုလုပ်ထားဖို့မလိုအပ်ဘူးလားမလိုအပ်တယ်ခုနောက်ကိုပါနိုင်မှာကကိုပြုထားတဲ့ကုသိုလ်ကံနဲ့အကုသိုလ်ကံပဲရှိတယ်နော်ကိုဦးဇင်းတို့တက္ကမတွေရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုတနေ့မနေရလို့သိရပြီဆိုရင်အဲ့ဒီပစ္စည်းဥစ္စာတွေကိုနောက်ကိုပါရဲ့လားမပါပါဘူးဗျာအကုန်လုံးမထားခဲ့ရဘူးလားထားခဲ့ရတယ်ကိုဦးဇင်းတို့တက္ကမတွေဒီနေ့ဝါစုသင်္ကန်းဆက်ကလှူဒန်းကြတယ်ဝါစုသင်္ကန်းဆက်ကလှူဒန်းလိုက်တဲ့အတွက်ကြောင့်အဲ့ဒီရရှိတဲ့ကုသိုလ်ကောင်းမှုကကိုနောက်ကိုမပါဘူးလားပါပါဗျာကြံခဲ့ရဲ့လားမကြံခဲ့ဘူးကိုနောက်ကိုပါတဲ့ကုသိုလ်တဲ့နော်ဦးဇင်းတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုရဲ့သားသမီးတွေကိုရဲ့လင်ယောက်ျားတွေကိုရဲ့ဆွေမျိုးညတကာတွေဆိုတာကတနေ့ကြာလို့ရှိရင်အကုန်လုံးကိုထားခဲ့ရမှာနော်ကိုနောက်ကိုချစ်ပါတယ်ဆိုတော့ကိုယောက်ျားကိုရဲ့ဇနီးမယားကိုနောက်ကိုလိုက်ရလားမလိုက်ဘူးကြံခဲမှာပဲနော်ကိုတယောက်တည်းလာတယ်တယောက်တည်းပြန်ရမယ်ခရီးနော်အဲ့ဒီခရီးမှာကိုနောက်ကိုပါနိုင်မှာကကိုပြုထားတဲ့ကုသိုလ်နဲ့အကုသိုလ်ပဲရှိတယ်တဲ့နော်ကုသိုလ်များရင်ကောင်းတဲ့ဘဝကိုရမယ်အကုသိုလ်များလို့ရှိရင်ပယ်လေးဘုံကိုသွားရမယ်တဲ့နော်အဲ့ဒါဦးဇင်းတို့တက္ကမတွေမနေ့မိုးလေးကမိုးချိုကုသိုလ်နဲ့အကုသိုလ်ပိန်ဟာကများကြတယ်ကုသိုလ်နဲ့အကုသိုလ်များလို့ရှိရင်ဘယ်သွားမှာလဲဘယ်သွားရမှာဦးဇင်းတို့တက္ကမတွေသွားချင်လားမသွားချင်ဘူးနော်မသွားချင်လို့ရှိရင်ကုသိုလ်ကောင်းမှုပြုလို့ရမယ်တဲ့နော်ဒီဘုကကလေးမလေးနော်သင်္ကန်းတစုံလူတဲ့အတွက်ကြောင့်ကျိုးတွေအများကြီးမရသွားဘူးလားရသွားတယ်အဲ့လိုမျိုးပဲဦးဇင်းတို့တက္ကမတွေလည်းပဲဘုဝါစုသင်္ကန်းလူတဲ့နဲ့ဝါစုသင်္ကန်းလူတဲ့နဲ့ရရှိထားတဲ့ကုသိုလ်ကောင်းမှုကိုမြဲတဲ့အာယုလေးပြုနေမယ်ဆိုရင်ကုသိုလ်မဖြစ်နေဘူးလားဖြစ်နေမှာနော်
သူများကြောင့်တွေးပြီးတော့အကုသိုလ်တွေယူနေမယ်ဆိုကိုပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုမြဲတမ်းအာယုံပြုနေလို့ရှိရင်ဘုရားကျူမများဘူးလားများတယ်အဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့တရားမတွေပယ်လေးပုံကလောအောင်ကုသိုလ်ကောင်းမှုတွေများပြုလို့ရမယ်တဲ့နော်ဘောစုသင်္ကန်းတွေလူတန်းရမယ်ဘုရားတရားသံဃာယာနာများသုံးပါးကိုမြဲတမ်းရှိခိုးပူဇော်ရမယ်ငါးပါးသီလလုံခြုံအောင်စောင့်ထင်းရမယ်နော်ဘုဗမာပြည်ရောက်လို့ရှိရင်စာရိတ္တမဲတွေလည်းပဲလူတန်းရမယ်15ရက်ဆောင်းတွေလည်းလူတန်းရမယ်တဲ့နော်နောက်ပြီးလို့ရှိရင်ပေါက်ရည်ကန်တွေရေသက်ဘူးတွေသုတ်တော်ရည်တွေစက္ကလူတန်းဖို့မလိုအပ်ဘူးလားလူတန်းရမယ်တာဃာတော်တွေကျောင်းတွေဘာတွေဆောက်လို့ရှိရင်လည်းပဲကိုနိုင်တဲ့ဖက်ကကျောင်းလူဖို့လည်းမလိုအပ်ဘူးလားဥဒ္ဒလုံးနိုင်ရင်ဥဒ္ဒလုံးသက်တခြင်းနိုင်ရင်သက်တခြင်းလူတန်းရမယ်တဲ့နော်အဲ့လိုမျိုးကုသိုလ်ကောင်းမှုတွေများပြုလို့နိုင်မှသာလျှင်တဲ့ကိုတနေ့မနေရလို့ကိုသိသွားလို့ရှိရင်ကိုနောက်ကိုရည်သက်ပွဲပါမယ်တဲ့နော်တော့မလို့ရှိရင်ဦးဇင်းတို့အကုသိုလ်သာများနေပြီဆိုရင်တော့ပယ်လေးပုံကဆွဲမယ်တဲ့နော်ဦးဇင်းတို့ထောပတ်ထည့်ထားတဲ့အိုတလုံးနော်အဲ့ဒီအိုကိုဦးဇင်းတို့ရေထဲမှာရိုက်ခွဲလိုက်မယ်ဆိုရင်တဲ့အိုခွဲကဘာဖြစ်သွားမှာလဲရေထဲကိုမြုပ်သွားမယ်ထောပတ်ကရေပေါ်မှာပေါ်နေမယ်နော်အဲ့လိုဥပမာလိုပဲတဲ့ကုသိုလ်ကောင်းမှုများတဲ့ပုဂ္ဂိုလ်ကပေါ်မှာနေရမယ်အကုသိုလ်များတဲ့ပုဂ္ဂိုလ်ကအိုခွဲနေသလိုပယ်လေးပုံကိုဆင်းရမယ်တဲ့နော်အဲကြောင့်ကုတရားနာနေကြတဲ့ဦးဇင်းတို့တရားမတွေလည်းပဲဝါစုသင်္ကန်းဆက်ကလူတန်းတဲ့ကုသိုလ်ကောင်းမှုတွေရရှိပြီးတော့ဒီဟိုကသူဆင်းရဲမှလေလို့သင်္ကန်းတစုံလူတန်းပြီးတော့အဲ့ဒီသင်္ကန်းလူတန်းရတဲ့ကျိုးတရားကြောင့်ပြစ္ဆုတ်ပံမှာလည်းပဲဘုရင်ရဲ့မွေးစားသမီးဖြစ်သလိုသံဃာမှာလည်းပဲသူလူတန်းထားတဲ့ကုသိုလ်ကောင်းမှုကြောင့်နတ်ပြည်ကိုရောက်ရှိတယ်နတ်ပြည်ရောက်ပြီးတော့ဘုရားရဲ့တရားတော်တွေကိုကြိုးစားပွားများအားထုတ်လိုက်တဲ့ချိန်မှာနိဗ္ဗာန်ချမ်းသာကိုရရှိသွားတယ်အဲ့လိုရရှိသွားသလိုဦးဇင်းတို့ဘုရားနာနေကြတဲ့တရားမတွေလည်းပဲဝါစုသင်္ကန်းကိုဆက်ကလူတန်းကြတယ်ဝါစုသင်္ကန်းကိုလူတန်းပြီးအဲ့ဒီလူတန်းထားတဲ့ကုသိုလ်ကောင်းမှုကိုမြဲတမ်းအာယုန်တွေပြုပြီးတော့အပမဒေနသံပါဒေထမမိတ်မလျော့မပုတ်မဆသောတတိတရားဖြင့်ကိုယ်စီကိုယ်ကလိုင်းနာจิตသုံးပွားများအထုနိုင်ကြပါစေကုန်ရာတည်းခြေရမရှိဘူးဆိုတော့ရတယ်လို့ပဲနော်ကြိတ်ချုံပြီးတော့ပြောလိုက်ရတယ်နော်ဟုတ်ပြီအဲ့ဒါယနေ့ယခုပြုလို့တဲ့ကုသိုလ်ကောင်းမှုတွေကိုရည်စက်သုံးချမြတ်တမ်းပြေးဝေလိုက်ရအောင်အာသာဝေခေယံဝဟံဟောတုဣဒံမေဒါနံဣဒံမေသီလံဣဒံမေစီဝရံဘောရိညာဏံသာနိဗ္ဗာနံသာပစ္စယောဟောတုဤသို့ပြုရာဉာဏ်ပုံညာကြောင့်ချမ်းမြအေကြီးဘေးမဲ့မည်သည်ရွှေပြည်ထိုးချောင်းလမ်းမဲ့ကောက်ပဲရောက်ရပါလို့ခုထုဘဝရှင်းလေရလေဒုက္ခဗေဒံယမန်အပေါင်းမကောင်းမှုတွေများမတွေ့ရပဲမကောင်းမှုတွေများမကြားရပဲမကောင်းမှုတွေများမမြင်ရပဲသဗ္ဗဣစ္ဆာမင်္ဂလာကိုရွေကတာတိုင်းရစေသောယနေ့ယခုပြုသမျှမြတ်ဘာကကိုဝိပါဆရာမြို့သက်ဟာနှင့်
ကိုမဆောက်ကြကိုဆောင်နေဒီအခန်း၌ဆောက်ကြသောခန်းဆောင်နေလမ်းဆောင်နေရက်ွယ်ဆောင်နေမြို့ဆောင်နေနိုင်ငံဆောင်နေကမ္ဘာဆောင်နေရုံငန်းဆောင်နေဘုမသစုအာကာသစုယုဂစုလယေသနိယာမမေဤမြေသနိဤရှိမေအာကာသနိတရားမေနာမေကြီးလေးပါးဖြစ်သောဒါဒရထဝိရုရကဝိရုပခဥဝေရာဟုခေါ်ဆိုအပ်သောနာမေကြီးလေးပါးနှင့်တကွာဘုနမေနေနမေနေနမေလာနမေသာသနာတော်ကိုစောင့်ကြသောသာသနာတော်ဆောင်နေရေစာ၍ရှိသမျှလုံးစုံဘုသုံးစတဲ့ဖြစ်သမျှဝိနေယအားအမြကုသိုလ်ပေဝေလိုဤထိုကုသလာဤပုံညာကိုအမြရကြသည်ဖြစ်စေသောဝတ်သုံးတရေဤမြေပန်သူသီလာထုလည်းသက်သေအမှုဒီပါစေသောအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုသက္ကဝါလေသူအတလာကေသတုဒေဝတာသတ္တမမုနိရာသသသုနန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပရာဏိယမတ္တကုသလေနယန္တသတံပဒံပိသမေသာသေကောဥဒုသာသုသုသာသုဩဇောသာသမုဒ္ဒအနာတိမာနိသန္တုသေကောသာသုဘောရောသာပကိသောသာသာလာဟုကောတိသာရေတရိယောသာနိဘောကောသာအပကဘောကုလေသောနာနုကေတောနာဇာကိုဓမ္မစရေကေစေယေနဝိညုပလေဥပဝါဒေယောဒုကိနောကေမိနောဟောတုသဗ္ဗသတ္တဘုံတုဒုကိတတာယေကေတိဘောနောဗုဒ္ဓတိတသဝထဝရဝနာဝတိသာဒီကဝယေဝမန္တမေဇိမာရသကာနုကာဒူလာဒေတာဝယေဝဒေတာယေဝဒုလေဝသန္တိအာဝိဒုရေဘုရားဝါသဘာဝေတိဝါသဘာသတ္တဘုံတုဒုက္ခိတတာ
ဘရောပရဏိကုဘေဒနာတိပညေတကတစီနာကေစီဗျာယောသနာပရိကသင်ညာနေညာမင်းညာသာဒုက္ခမေစီယမာတာယတာနိယဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုလခေဧဝံဘေသဘောဗုဒ္ဓေတုမာနသံဘောယေအပရိမာဏံမေတ္တေသာသဗ္ဗလောကသဗေမာနသံဘောယေအပရိမာဏံဩရဒောသတိယေသအသဗ္ဗတံအဝေယမသဗ္ဗတံတေတံဇယနိသိနောသာယနောယဝတသဝိတမိတောဧတံသရိတိတေယပြမမေတံဝိဟာရမိတမဟုတေတေသနုဘေကမသီလဝဒသနေနသံပန္နောကာမေသူဝိနယကေတနာဟိသဒုက္ခပသေယပုဏ္ဏရိတိဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသဗ္ဗနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိသတ္တရေဝမနောသနဗုဒ္ဓဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသဗ္ဗနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိသတ္တဒေဝမနောသနဗုဒ္ဓောဘဂဝါသွေခါတောဘဂဝါတောဓမ္မောသန္တိတိကောဩကာနေကောဧပတိကောဩပါနေကောပိသတံဝိရိတဘောဝိညုဟိသောပရိပန္နောဘဂဝါတောသာဝကသံဃောဩစုပရိပန္နောဘဂဝါတောသာဝကသံဃောညာယပရိပန္နောဘဂဝါတောသာဝကသံဃောသမိစုပရိပန္နောဘဂဝါတောသာဝကသံဃောယာရိတံသတ္တရေပုရိသယုကနိအတ္တပုရိသပုဂ္ဂလာဧသောဘဂဝါတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒေဂိနေယောဣန္ဒရိကလာနေယောအနုတ္တရံပုညကေတံလောကသာဧဝံဗုဒ္ဓံရဏဓမ္မသံဃေသဘိကဝောဘယဝသမိနတဝလောမဟံသောနာဟိသတိယံတုန်နိမိတံဝမေကလင်းသာယောသမနာဘောသကုဏသသနောဘာဘေကောဒုသုပိနာကာတံဗုဒ္ဓ ानु ဘဝေနဝိနာသံပေတုယံတုန်နိမိတံဝမေကလင်းသာယောသမနာဘောသကုဏသသနောဘာဘေကောဒုသုပိနာကာတံဓမ္မာနုဘာဝေနဝိနာသပေတုယံတုန်နိမိတံဝမေကလင်းသာယောသမနာဘောသကုဏသသနောဘာဘေကောဒုသုပိနာကာတံသံဃာနုဘာဝေနဝိနာသပေတုဘောတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရသုခေဘောတုတေဘောတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရသုခေဘောတုတေဘောတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသရသုခေဘောတုတေဒီဝတပတိအာဒေသောရတိမာဘာတိသန္တိမာသလေတောကတိယောတပတိဇာယိတပတိဗျမနောအာရသဗ္ဗမဟောရတေဘုဒ္ဓတပတိဒေသသာဒ
ဒီဝနေခါနဲ့အာဒီသောနေမိသည်တပတိတုံးလေးတပါ၏စန္တိမလာမိသည်ရတေညကနဲ့အာဘာဒီတုံးလေးတပါ၏တလေတော်မိမြုံတဇံငါးပါးစေတသောကတိယောမိသည်တပတိကျသေရှိဇာယီရွပြဇံဝိဇလေးရှိသောဝါဇံဝိဇလေးသည်ဗမနောယဟံသည်ဒါပတိကျသေမင်္ဂလာရှိအရာစုအကပိသောကိုဤတို့တဘုဒ္ဓဘုရားရှင်ကိုတော်မြတ်သည်ဒေသသာတကုကိုဤတို့ဖြင့်သဗ္ဗမဟောရတေနေနေညညချိန်ရှိသမျှကာလပတ်လုံးဒါပတိတုံးလေးဆိုတော့ပါစို့ကျက်တရေရှိဆုံးမင်္ဂလာရှိဆုံးကြီးဖြစ်ပါပေတော်သတည်းဓမ္မဒုက္ခယရဏပရိဟိတသင်သူသင်္သာများနဲ့တကွတရားနာကြောင်းလောက်ရောက်ကုန်သောတရားတက္ကမပေါင်းသူတော်ကောင်းတို့သည်ဘေးဥပါအန္တရာယ်ရသွဲသွဲကိစ္စပပြောင်းကြီးပြီးကိုကျမ်းမှာစိတ်ချမ်းသာပြီးနေကာကြီးသုံးပါးမှာလည်းကြော်လွှမ်းနိုင်ကြပြီးလောကီချမ်းသာဖြစ်သောစီးပွားရေးလူမှုရေးကျမ်းမာရေးပညာရေးတို့သည်ဘယ်ဘယ်မှကြီးပွားတိုးတက်ချမ်းသာပြီးနေလောကုတ္တရာချမ်းသာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုလည်းပဲဟောပေါ်တိုးတိုးနဲ့ဝင်စားနိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတွေဖြစ်ကြပါစေစေတနာထက်သန်စွာနေနိဗ္ဗာန်ရည်မှန်းလမ်းတဲ့ယူမေလူ ပေါင်းတွေတာလို့ခေါ်မဲ့လူအလူရှင်အလူမပီတိနှလုံးဖျားကြည်နူးဆုံးမစိတ်စေတနာထက်သန်စွာနေနိဗ္ဗာန်ရည်မှန်းလိုက်တဲ့ယူမဲ့လူလူရောမင်္ဂလာမတ်တဲ့ကြီးကစိတ်မြောက်ချေကရွှေရောက်တော့ပါလားပြောစီတဲ့နေ့ဒီလိုလားပုဂ္ဂမုစာပရစေတနာအယုံနဲ့အမြဲမရွေးပါ